ကို့အင်ဂျီအနီရောင်ဝတ်ထားတဲ့ကောင်မလေးကိုကြည့်ပြီးအဖိုးကြီးကမျက်နှာမကောင်းဖြစ်သွားပါတယ်။အဖိုးကြီးကအိမ်မက်ဖမ်းသွားမှာဖြစ်တာကြောင့်ဆိုဖီကိုဒီနေရာမှာနေခဲ့ဖို့ပြောပါတယ်။အိယာပတ်လည်မှာရောင်စုံအိမ်မက်တွေထည့်ထားတဲ့ဖန်ပလင်းတွေကိုကြည့်ပြီးဆိုဖီကအံ့ဩနေပါတယ်။အိမ်မက်ဖမ်းသွားရင်ဆိုဖီကလိုက်ချင်ကြောင်းပြောလိုက်ပါတယ်။အစပိုင်းမှာအဖိုးကြီးကမလိုက်ခဲ့ဖို့ပြောနေပေမဲ့ဆိုဖီကထက်ခါပြောနေတာကြောင့်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ခုအပြင်ရောက်တော့အသားစားဘီလူကိုးကောင်အိပ်ပျော်နေတာကြောင့်သူတို့မနိုးအောင်နီလန်းမျိုးစုံနဲ့တိတ်တဆိတ်ကြော်ဖြတ်လာခဲ့ပေမဲ့ဘလူးတကောင်ကအဖိုးကြီးခြေထောက်ကိုဆွဲလိုက်တာကြောင့်ဆိုဖီကပြုတ်ကျသွားခဲ့ပြီးတခြားဘလူးတွေအကုန်နိုးလာခဲ့ပါတယ်။ဆိုဖီကကြောက်လန့်တကြားပြေးကကားပြက်ကြီးပေါ်ဝင်ပုန်းလိုက်ပါတယ်။ဘလူးတွေကအဖိုးကြီးကိုကစားစရာတစ်ခုလိုပြစ်လိုက်ဖမ်းလိုက်စော်နေကြပါတယ်။ဘလူးတကောင်ကဆိုဖီဝင်ပုန်းနေတဲ့ကားနဲ့နောက်ထပ်ကားပြက်တစ်စီးကိုယူကာတောင်ပေါ်တက်သွားပါတယ်။အဖိုးကြီးကိုကားပြက်တစ်စီးပေါ်တင်လိုက်ကတောင်ကုန်းပေါ်ကနေတွန်းချလိုက်ပြီးတစ်ဖက်မှာလည်းကားနှစ်စီးကိုနင်းကဘလူးတကောင်ကဆင်းလာပါတယ်။တိုင်းမီတော့မဲ့အချိန်မှာဆိုဖီကကားကိုဘေးဆွဲချလိုက်တာကြောင့်ဘလူးကြီးကဟန်ချက်ပြတ်သွားကအဖိုးကြီးခေါင်းနဲ့တိုက်မိပြီးလဲကျသွားပါတယ်။ရုတ်တရက်မိုးတွေရွာချလာတာကြောင့်ဘလူးတွေကဝယုံသုံးကားဖြစ်နေချိန်အဖိုးကြီးကဆိုဖီကိုသူ့အိတ်ထဲထည့်လိုက်ပါတယ်။အဲ့ဒီချိန်ဘလူးကြီးရဲ့ခြေထောက်မှာဆိုဖီခြုံဆောင်ကကပ်ပါလာတာကြောင့်လူသားရှိတယ်ဆိုတာသိသွားကြပါတယ်။အဖိုးကြီးနဲ့ဆိုဖီကခြုံဆောင်ကြံခဲ့တာသတိမထားမိပဲအိမ်မက်ဖမ်းဖို့အတွက်ရှေ့ဆက်သွားကြပါတယ်။ရေကန်ကြီးထဲမှာမြင်နေရတဲ့အိမ်မက်တစ်ပင်ကြီးကိုကြည့်ပြီးဆိုဖီတယောက်အောင်ဝါနေချိန်အဖိုးကြီးကရေကန်ထဲကိုခုန်ဆင်းသွားကဆိုဖီကိုလဲဆင်းခဲ့ဖို့ပြောလိုက်ပါတယ်။ရောင်စုံအိမ်မက်တွေအပြည့်နဲ့အရန်လာတဲ့တစ်ပင်ကိုကြည့်နေချိန်ရွှေရောင်အိမ်မက်တစ်ခုပေါ်လာတာကြောင့်အဖိုးကြီးကနီးမျိုးစုံနဲ့ဖမ်းယူဖို့လုပ်ပေမဲ့မအောင်မြင်ခဲ့ပဲရွှေရောင်အိမ်မက်ကဆိုဖီစီရောက်သွားပါတယ်။ရွှေရောင်အိမ်မက်ကအနာဂတ်မှာကောင်းတဲ့အရာတွေဖြစ်လာနိုင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဖိုးကြီးကဖန်အိုးထဲထည့်သိမ်းလိုက်ကဆိုဖီအိမ်မက်လို့အမည်ပေးလိုက်ပါတယ်။စကားကောင်းလေးတွေကြည့်ကျင်နေဆိုရင်ကန်ဒီ channel လေးကို subscribe လုပ်ထားပါနော်။